ကားတစ်စီးကရေအိုင်ကိုဖျက်မောင်းသွားတဲ့အတွက်အမျိုးသားဟာဆိုသွားတဲ့သူ့ရဲ့ secret ကိုလွှင့်ပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီ secret တူလေးကရေစီးကြောင်းနဲ့အတူမျောပါသွားခဲ့ပါတယ်စူးစမ်းလိုစိတ်ကြောင့်သူဟာအဲ့ဒီနောက်ကိုလိုက်ကြည့်မိရာကနေ secret တူလေးဟာရေနှုတ်မြောင်းတစ်ခုတည်းကိုစီးဝင်သွားတာကိုတွေ့လိုက်ရပါတယ်အမျိုးသားကအပေါ်ကိုမော့ကြည့်လိုက်တဲ့အခါအဲ့ဒီနေရာဟာဘန်တစ်ခုရဲ့အပြင်ဘက်တက်တက်ဖြစ်နေတာကိုသတိပြုမိသွားပါတယ်သူဟာရေစီးဆင်းရာလမ်းကြောင်းအတိုင်းပြေးကြည့်တဲ့အခါဘန်ရဲ့ရေဆိုးထုတ်စနစ်ဟာမြစ်တစ်ခုနဲ့ဆက်သွယ်နေတာကိုရှာဖွေတွေ့ရှိသွားပါတယ်သူ့ခေါင်းထဲမှာအယူမှုစိတ်ကူးတစ်ခုပေါ်လာခဲ့တာပေါ့အမျိုးသားဟာဘန်ကိုပြန်သွားပြီးပေကျိုးကွေတစ်ခုကိုရေနှုတ်မြောင်းနဲ့ထိုးထည့်လိုက်ပါတယ်အဲ့ဒီနောက်သူ့အပေါင်းပါတွေနဲ့အတူရေဆိုးမြောင်းနဲ့ဆင်းသွားကြပါတယ်မကြခင်မှာပဲသူတို့ဟာထိုးထည့်လိုက်တဲ့ပေကျိုးကွေကိုပြန်ရှာတွေ့ခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့အမျိုးသားဟာခီးသွားတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးဘန်ထဲကိုဝင်သွားခဲ့ပါတယ်သူဟာကင်မရာနဲ့တိတ်တဆိတ်တပ်ပုံတွေရိုက်ခဲ့တာပါဒါပေမဲ့သူ့ရဲ့တန်တရားဖြစ်ဖွယ်အပြုမှုတွေကြောင့်လုံခြုံရေးတွေရဲ့အာရုံစိုက်ခြင်းကိုခံလိုက်ရပါတယ်သူတို့ကသူ့ကင်မရာကိုစစ်ဆေးခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူးတကယ်တော့သူက memory card ကိုကြိုထုတ်ထားခဲ့တာပါဘန်ကနေထွက်လာပြီးတဲ့နောက်မှာတော့အမျိုးသားဟာအဆောက်အဦရဲ့မြေပုံကိုရေးဆွဲလိုက်ပါတယ်သူဟာနောက်ထပ်လှုပ်ဆောင်ရမယ့်အဆင့်တွေကိုသူ့အပေါင်းပါတွေနဲ့တိုင်ပင်ကြပါတယ်သူတို့ထဲကတယောက်ကရေဆိုးမြောင်းကနေဘန်အထိအကွာအဝေးဟာပြဿနာဖြစ်နိုင်တယ်လို့ထောက်ပြပေမဲ့အမျိုးသားကတော့ဒါကိုဖြေရှင်းဖို့ကြိုတင်စဉ်းစားထားပြီးသားပါသူဟာစပိတ်တစ်စီးကိုယူလာပြီးဘီကိုအမှတ်သားလောက်ကရေဆိုးမြောင်းအပေါက်ကနေဘန်ရှိရာဘက်ကိုတွန်းသွားပါတယ်ဘီလေတဲ့အကြိမ်ရေကိုရေတွက်ခြင်းအဖြစ်ရေဆိုးမြောင်းကနေဘန်ကိုရောက်ဖို့အကွာအဝေးကိုသူတို့တွက်ချက်နိုင်ခဲ့ပါတယ်မကြခင်မှာပဲနောက်ထပ်ပြဿနာတစ်ခုပေါ်လာပြန်ပါတယ်အဲ့ဒါကတော့လူမသိအောင်ဥမင်လိုင်ကောင်းကိုဘယ်လိုတူးမလဲဆိုတာပါပဲဘယ်သူမှအဖြေမရှိကြပါဘူးရုတ်တရက်အမျိုးသားကအကြံတစ်ခုရသွားပါတယ်နောက်တစ်နေ့မှာတော့သူတို့ဟာဘန်ထဲကိုတက်တက်မတ်မတ်ဝင်သွားပြီးဓမြတိုက်ပါတော့တယ်သူတို့ကအထက်ကလူအလုံးကိုဒဆခံအဖြစ်ဖမ်းဆီးထားလိုက်ပါတယ်ရဲတွေချက်ချင်းရောက်လာပြီးအဆောက်အဦကိုဝိုင်းထားလိုက်ကြပါတယ်တကယ်တော့ဒီဓမြတိုက်မှုဟာလူတွေရဲ့အာရုံကိုလွှဲဖို့တသက်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကြံတဲ့အဖွဲ့သားတွေကအဖော်တွေအတွက်အချိန်ဆွဲပေးနိုင်အောင်ဥမင်လိုင်ကောင်းကနေတဆင့်ဘန်ထဲကိုတိတ်တဆိတ်ဝင်ရောက်သွားကြပါတယ်ဓမြတွေကတော့သူတို့သဘောနဲ့သူတို့ဒဆခံတယောက်ကိုတောင်ပြန်လွတ်ပေးလိုက်ပါသေးတယ်